okay ဒါပါမစ်ဘလိုမားလဲပေါ့နော် short track ကိုသုံးပြီးဒါမှ navigation portal ပေါ့နော် short track လို့လည်းခေါ်တယ်အကောင်လေးကိုဖွင့်ပေါ့နော် double click okay အဲဆိုရင်routine ကိုသွား okay routine ကိုသွားခဏစားပြီးလို့ရှိရင်ဒီမှာ create route နဲ့ create new လို့ရှိရင်ဒီမှာပို့ရိုက်ထက် okay Singapore ပေါ့နော် okay Singapore double click နဲ့ okay ပြီးရင်နောက်တစ်ပို့ရိုက်ထက်ပို့ကလန်ပေါ့နော် okay ပို့ကလန် double click ရိုက်ထက် okay ပြီးရင် create route okay မတက်လာလိမ့်မယ်အဲ့တော့ကိုကမှedit လုပ်ရှင်သူစီကိုသွားပြီးရင် right click ပေါ့နော် right click နှစ်ချက်နဲ့ရင်ပျောက်တယ်သူsorry edit ပေါ့ edit လုပ်ရင်သူ sorry ဒီဘေးကကောင်လေးကိုနှိပ်ရဒီဘေးကကောင်ဒီ root ဘေးကကောင်လေး magic လေးကိုနှိပ်ရအဲဆိုသူ right click edit လုပ်လို့ရ right click နဲ့ချက်နဲ့ရင်သူပျောက်တယ် left click တစ်ချက်တင်ရင်ပေါ်တယ်ပေါ့နော်အဲဆိုကွာပြင်ချင်းဟို light ပြင်ပေါ့နော် left click နဲ့ဆွဲပြင်ပေါ့ okay right click ကဖြတ်တာ okay left click က left click ကိုနှိပ်ပြီးဆွဲရင်ဟိုဝေးဝိုင်းပါတာပေါ့နော်ပြီးလို့ရှိရင်သူကsave ကိုနှိပ် okay save နှိပ်ပြီးရင်သူကဒီကောင်လေးကိုနှိပ် open and cut lock open and cut lock open and cut lock ကိုနှိပ်ရင်သူက cut lock section ရောက်သွားcut lock section ရောက် okay cut lock section ရောက်လို့ရှိရင်ဒီမှာ AVCS ပေါ့နော်ဘာတင်း okay ရွေးမှချက်တယ်ကိုရွေးမှချက်တယ်အဝါရောင်လေးကကိုယ်စီမှာရှိရပါတော့အစိမ်းရောင်လေးတွေရွေးရမှာအစိမ်းရောင်လေးတွေကိုလမ်းကြောင်းပေါ်မှာရှိအစိမ်းရောင်လေးတွေလိုက်ရွေးပေါ့အဲဆိုသူ inventory တွေကိုဝင်သွားလိမ့်မယ် basket တွေကိုဝင်သွားလိမ့်မယ် sorry အဲ့လိုရွေးပြီးဆိုလို့ရှိရင်သူကဒီမှာ basket စီကိုသွားအဲ့လိုပဲ ABC ကရွေးပြီးဆို ATP လည်းအဲ့လိုရွေးရတာဒီ ATP လည်းကိုမှချိတာရွေးပေါ့နော်ပြီး AENB လည်းအဲ့လိုပဲရွေးပေါ့နော်ကိုရွေးစရာကြီးအကုန်ရွေးပြီးလိုအပ်တဲ့ route တွေရွေးပြီးဆိုရင် open basket စီကိုသွားပြီးရင်ဒီဘေးက save ကိုနေရမှာတောင်းလေးညာဘက်ရှမ်းမှာ save ကိုနေနာမည်ပေးပေါ့နော်နာမည်ပေးပြီး desktop ပေါ်တင်ပေါ့ okay ပြီးရင် save ပေါ့တရားပေါ့နော် test သူအဲ့ဟို email ပို့ရုံပဲနောက်တစ်ခုပြောစရာကြည်တာကဒီထဲကသူကကတ်လောက်ထဲကမှားတာကပေါ့နော်သူက3ခုနဘယ်ရထဲမှာလဲပြီးရင်နောက်တစ်မျိုးကခုနလိုပဲပေါ့နော် routine နဲ့ကိုသွားokay ပြီးရင်ဆိုကြပါစို့ create route ပေါ့နော် okay ကိုသွားခြင်းနဲ့ပို့ရိုက်ထဲ enter နဲ့ကိုသွားခြင်းနဲ့ပို့ရိုက်ထဲ enter နဲ့ပြီးရင် create ပေါ့နော်ပြီးရင် save ပေါ့နော် okay save ဆိုတော့desktop ပေါ့တယ် save ပြီးရင် catalog ကိုသွားပြီးရင် catalog ကိုသွားပြီးတော့ခုနcatalog ပေါ်မှာခုန route ကိုပြန်တင်တာပေါ့နော်ခုန save လုပ်လိုက်တဲ့ route က desktop ပေါ်ရောက်သွားပြီဒီမှာရွေးပေါ့နော် test okay ပြီးရင် open ပေါ့အဲ့ဒါကိုခုနလိုပဲဟိုဟာတွေပြန်ရွေးပေါ့နော် ABCS ရွေး ATP ရွေး AENB ရွေးပေါ့နော်ပြီးတော့တခုကြည့်တာဒီကသူတခါပြီးရင်3လပဲပေးတာလေ3လပဲပေးတဲ့အတွက်ကြောင့်ဒီမှာကသူကသူကကိုယ်မှာရှိရချက်ဆိုအဝါရောင်နေပေါ်တယ်ပေါ့နော်ဒီမှာကသူက3လနဲ့ပြက်မသွားဘူး3လနဲ့ပြက်မသွားဘဲနဲ့သူက3လပြီးတော့နောက်1လလောက်နေမှသူကပြက်တယ်မပြက်ချင်မပြက်ဘူးအဲ့တော့ဘာဖြစ်လဲဆိုတော့ကိုယ်စီမှာဒီချက်တွေကချိရလားမရှိဘူးလားဆိုတာကမသိတော့ကျွန်တော်ကဘာလုပ်လဲဆိုတော့ ATC နဲ့တွဲကြည့်တယ် ATC သုံးခုရဲမလား ATC ကသိမှာပါ ATC နဲ့တွဲကြည့် ATC ကတော့သူကြည့်ရတယ်လေသူ expire ချက်တွေအဲ့တော့ကျွန်တော် expire ချက်ကို delete လုပ်ပေးတာပေါ့နော်အဲ့ဆိုကိုယ်စီမှာဘယ်ချက်တွေကမရှိဘူးရှိရဲဆိုတာ ATC မှာကြည့်ပြီးမှသူကခုနဒီဟွာထဲမှာပေါ့နော်ဒီဟွာထဲမှာပြန်မှားတာပေါ့နော်ဘယ်ချက်တွေကလိုတယ်ဆိုတာအဲ့လိုပုံစံလေးလာတာပေါ့နော်လာလို့ရှိရင်သူကဒီကောင် copy ယူပေါ့နော်
sorry copy ပေါ့နော် copy ပြီးတော့ကိုလွယ်ကိုဟို file နဲ့ကိုထည့်ပေါ့လွယ်တဲ့ဟို file နဲ့ကိုထည့်ပေါ့ okay paste ပေါ့ okay ပြီးရင်ဒီကောင် abstract လောက်တာပေါ့နော် abstract က double click နှိပ်တာဟုတ် double click နှိပ်ပြီးတော့ဒီများလေးကိုနှိပ်တာခဏဆောင်ပါနော် okay အဲ့3ခုပါတယ်အဲ့ကသူကokay ဒီ3ခုဒီဟာပေါ့ order details okay order detail ပြီးရင် abc product permit ဆိုတဲ့ file ကိုယူရမှာအဲ့က permit ဆိုတဲ့ file ကို copy ယူပေါ့ okay ဗာလဲ send to copy ယူပေါ့ copy ပြီးတော့ basket ထဲကိုထည့်ပြီးတော့ edit မှာ run မယ်ပေါ့